တရားထိုင်ခြင်းမစတင်ခင်မှာပထမအောင်ဆုံးအနေနဲ့တက်တောက်တက်တာရှိမဲ့အနေအထားတစ်ခုကိုရွေးချယ်ပါအိယာပေါ်မှာပက်လက်လဲနေတာပဲဖြစ်ဖြစ်မတ်မတ်ကလေးထိုင်နေတာပဲဖြစ်ဖြစ်ရပါတယ်မျက်လုံးနှလုံးအသာအရာလေးပိတ်ထားလိုက်ပါလက်ရှိရောက်နေတဲ့နေရာလေးရဲ့ပတ်ဝန်းကျင်အတန်လေးကိုခဏလောက်သတိပြုမိပါစေပြီးရင်အဲ့အတန်လေးကိုဒီတိုင်းလေးပဲဖြတ်သန်းသွားခွင့်ပြုလိုက်ပါအခုချိန်ကနေစပြီးတော့သင်မှာဘာတာဝန်မှမရှိတော့ပါဘူးလှုပ်เสียအလုပ်တွေထွေးเสียအကြံစီတွေကိုခဏလောက်ပေးပေးထားလိုက်ပါဒီချိန်ဟာသင်ခန္ဓာကိုယ်နဲ့စိတ်အတွက်တည်တံ့ပေးရမယ့်အနားယူခြင်းဖြစ်ပါတယ်အထက်ကိုနှာခေါင်းကနေခပ်ပြင်းပြင်းတစ်ချက်လောက်ရှူသွင်းလိုက်ပါရှင်ဘက်နဲ့ဝမ်းပိုက်ဖောင်းတက်လာတာကိုခံစားကြည့်ပါပြီးရင်ပါးစပ်ကနေဟူးခနဲ့အသက်ကိုလေးဘူးတွေနဲ့အတူအပြင်ကိုဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်ပါစိတ်ထဲကပင်ပန်းနှွမ်းနယ်မှုတွေအကုန်လွင့်ပါသွားသလိုခံစားလိုက်ပါဒီတိုင်းလေးပဲတဘာဝအတိုင်းအသက်ရှူသွင်းရှူထုတ်လုပ်ပေးပါအခုအသက်ရှူတာကိုပုံမှန်တဘာဝအတိုင်းပဲထားလိုက်ပါအသက်ရှူသွင်းတဲ့အခါမှာနာသီးဖျားမှာလေအေးအေးလေးဝင်သွားတာကိုသတိပြုကြည့်ပါအသက်ရှူထုတ်တဲ့အခါလေပူလေးထွက်သွားတာကိုသတိပြုကြည့်ပါဝင်လေထွက်လေစိတ်ကိုနှာသီးဖျားမှာပဲငြိမ်ငြိမ်လေးကတ်ထားပါတရားထိုင်နေတဲ့စိတ်ကတခြားနေရာကိုလွင့်သွားတာမျိုးဖြစ်တတ်ပါတယ်အဲ့လိုဖြစ်သွားလို့ရှိရင်စိတ်မညစ်ပါနဲ့ဒါတဘာဝပါပဲလွင်သွားမှန်းသိလိုက်တဲ့အခါမှာပဲအသက်ရှူတာကိုစီကိုစိတ်ကိုငြင်းငြင်းတတလေးပြန်ခေါ်လာခဲ့ပါအခုသင်ရဲ့အာယုံမျက်နှာစီကိုပို့လိုက်ပါမျက်ခုံးအစုံနှစ်ဖူးပြင်နဲ့မေးရိုးတွေကိုတင်မထားပဲနဲ့အသာအရာလေးလျှော့ချလိုက်ပါအာယုံပခုံးနှစ်ဖက်စီကိုရွှေ့ပါတနေ့တာလုံးထမ်းထားရတဲ့လေးလံမှုတွေကိုပခုံးကနေတစ်ဆင့်အောက်ကိုလျှော့ချသွားပါစေပခုံးလုံးဝဖြေလျှော့ထားပါရှင်ဘက်ဝမ်းပိုက်လက်မောင်းနဲ့လက်ချောင်းလေးတွေအထိသွေးလည်ပတ်မှုတွေကောင်းမွန်ပြီးတော့တက်တောက်တက်တာဖြစ်သွားပါစေတင်ပါပေါင်း
ခြေသလုံးနဲ့ခြေဘဝလေးတွေအထိခန္ဓာကိုယ်တစ်ခုလုံးအောက်ခြေကိုနစ်ဝင်သွားသလိုမျိုးလုံးဝပေါ့ပါအနားရသွားပါစေအခုသိခန္ဓာကိုယ်တစ်ခုလုံးဟာထိတ်ဆုံးကနေခြေပြားအထိလုံးဝပြေလျော့ပြီးတော့ငြိမ်းချမ်းသွားပါပြီငါစိတ်ကလေးဟာအေးချမ်းနေပြီငါခန္ဓာကိုယ်ဟာလုံခြုံစိတ်ချရတဲ့နေရာမှာရောက်နေပြီဒီနေ့အတွက်ငါအကောင်းဆုံးကြိုးစားခဲ့ပြီအခုကတော့နားမယ်အချိန်ပဲဒီနေ့တစ်နေ့တာလုံးအသက်ရှင်ခွင့်ရခဲ့တာအဆင်ပြေပြေနဲ့ဖြတ်သန်းနိုင်ခဲ့တာတွေအတွက်မိမိကိုယ်ကိုယ်နဲ့ဘဝကိုကျေးဇူးတင်လိုက်ပါအခုကနေစားပြီးတော့ဘာအာရုံမှမရှိပဲဒီငြိမ်းချမ်းမှုစိတ်အနာရမှုထဲမှာပဲအလိုက်တင်နေမျောပါလိုက်ပါလက်ချောင်းခြေချောင်းလေးတွေကိုဖြည်းဖြည်းချင်းစီလှုပ်ရှားပြီးတော့အသက်ကိုပြင်းပြင်းရှူပါမျက်လုံးအသာရဖွင့်နိုင်ပါ